တကယ်တော့ဒီနေရာလေးကိုရောက်သွားတာတော့ဒီတကူးတကလည်းရှာဖွေပြီးရောက်သွားတာမဟုတ်ဘူးเนาะလမ်းကိုသွားရင်ကိုပစ္စည်းတခုတော့ရှာရင်းနဲ့လမ်းလျှောက်ရင်းနဲ့ရောက်သွားတဲ့နေရာလေးပါ stamp လေးပါအဲ့ဒီကတော့စတော့ကတော့ကို့အနေနဲ့ကတော့ဒီ stamp လေးလုပ်ဖို့စိတ်ထုံးလုပ်ဖို့ကိုယူပြီးသွားတဲ့အစီအစဉ်တော့မရှိပါဘူးဟာလည်းရောက်တော့ပြန်လျှောက်တယ်သွားလဲတယ်ပြီးတော့ကိုလူချစ်တဲ့ຢာကိုကွန်မန့်ထဲကိုကြည့်ပြီးတော့ရှာတယ်အဲ့လိုရင်းနဲ့ဒီနေရာလေးကိုရောက်သွားတယ်ရောက်သွားတော့သူတို့ရဲ့လက်မှုပညာလေးကချစ်စီကောင်းတယ်ပြီးတော့သူလှုပ်နေတာလေးတွေကလည်းတည်သက်တယ်လှပနေတော့ဒီလိုဒီလက်မှုပညာလေးကိုသူတန်ဖိုးထားတယ်ဆိုတဲ့ဟာကြောင့်ကိုကလည်းသဘောကျလို့လုပ်ခဲ့တဲ့အရာပါအဲ့မှာကတကယ်တော့ကိုယ့်ရဲ့ခပ်ဖန်ပုံလေးကိုယ့်ရဲ့ကြောင်ပုံလေးခွေးပုံလေးကိုယ့်ရဲ့ personal ပေါ့နော်သူတို့ပုံဖော်ခိုင်းမယ်ဆိုသူကတရက်လောက်ကြာတယ်ဆိုတော့ကို့မှာချိန်ရှိတဲ့အတွက်သူတို့မှာရှိတဲ့ရုပ်လေးပေါ့နော်ကြောင်ရုပ်လေးတွေရှိမယ်သူတို့မှာခွေးရုပ်လေးရှိမယ်ကြားရုပ်လေးရှိကာတွန်းပုံလေးရှိအဲ့ပေါ်မှာတော့လုပ်လို့ရတယ်ဒါအခုလို့10မိနစ်လောက်အတွင်းမှာပဲပုံပြီးရဒါကြောင့်သူတို့မှာရှိတဲ့ရုပ်လေးရှိတဲ့ပုံလေးနဲ့ဟိုကဆိုဖီယာဆိုတဲ့စကလုံးတွေကိုထည့်လိုက်တာ10မိနစ်ပဲကြာတယ်ပေါ့နော်အဲ့မှာကသူတို့လုပ်နေတဲ့အရာကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ပြီးတော့တည်တက်တယ်ပေါ့နော်လောက်တာအဲ့ဒါကြောင့်ဟန်သွားရောက်ရင်တော့အဲ့နေရာကိုတွားပြီးတော့စမ်းကြည့်ဖို့ပြောချင်တယ်ပေါ့နော်ဒါတကယ်တော့ဒီနေရာတွေကလည်းရှောက်သွားနေမှတွေ့တာတချို့ဟန်သွားမှာဆိုနေရာအရင်ကျယ်တယ်တွားရတာအိုးထောင်းပေါ့နော်အိုးထောင်းတစ်ခုလေးနဲ့အိုးခွန်တာတစ်ခုလေးနဲ့လဲလို့မပြီးနိုင်ဘူးပေါ့နော်ဒါသူနိုင်ငံရဲ့ပစ္စည်းတွေကလည်းစေးကြီးလားဆိုတော့ကြီးရဒါပေမဲ့သူတို့ရဲ့လက်မှုပညာလေးကိုသဘောကျလို့ဝယ်ခဲ့9000ဆိုရင်တော့စေးကြီးရပေါ့နော်ဒါပေမဲ့သူတို့စားစရာတော့မှ9000ခွဲလောက်ဖြစ်နေပြီဆိုရင်တော့ဒါ9000ဆိုတော့လေခောက်ဆွဲတပွဲက9000ခွဲဆိုတော့ဒါ9000ဆိုလဲစေးကြီးလားဆိုတော့မကြီးပြန်ဘူးဒါကြောင့်အဲ့နေရာလေးကိုရောက်ရင်တော့ဒီတော့ဟန်နိုင်ကိုရောက်ရင်တော့ဒီဟာလေးတွေတွားပြီးတော့လုပ်ဖို့ပေါ့နော်ပြောချင်တယ်ပေါ့နော်သူတို့ရဲ့လက်မှုပညာသူတို့ရဲ့ဟာတွေကမပြောက်ကွယ်တော့ကိုယ်တိုင်းမှာဆိုရင်ဒီလက်မှုပညာတွေကတဖြည်းဖြည်းနဲ့ပြောက်ကွယ်လာတယ်သူတို့နိုင်ငံကလူတွေတွေကလည်းဒါတွေကိုစိတ်ဝင်စားတာကိုတွေ့ရတယ်နော်တချို့ပေးနာမှာဆိုရင်ဒီအတက်ကြီးလာဆိုတော့ကြီးပေါ့နော်ရှိရပေါ့တော့နေရတယ်ရှိရတွားပြီးတော့လေးလာဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါလေးကကျွန်တော်လည်းဒီရောက်တော့ရက်ခွက်လျှောက်သွားရင်းနဲ့တွေ့ခဲ့တဲ့အရာလေးပါပဲ။ဒါကြောင့်ဟာမန်ကိုရောက်ရင်လျှောက်တာလျှောက်ချင်အမျိုးတစ်မျိုးလုံးလျှောက်ပြီးပတ်ပြီးတော့ကြည့်နေပေါ့နော်အကုန်လုံးကိုအတွက်အထူးဆန်းနေတယ်ပေါ့နော်အဲဒါကြောင့်ဘယ်နေရာပဲတော့မပြောက်ဘူးပေါ့နော်အိုးခါထားတစ်ခုပဲမှာလည်းလျှောက်နေရတာမှာကျွန်တော်နေခဲ့တဲ့10ရက်တည်းမှာတော့တော်တော်လေးကိုဒါတော့မနဲ့လေးလို့ပြောရမှာပေါ့နော်အဲဒါကြောင့်လျှောက်သွားတယ်မနဲ့ညပုံလန်းလျှောက်တယ်တရက်ဆိုချီလဲ2000ကျော်တော့ရှိရပေါ့အဲ့လိုလျှောက်သွားနေဆိုရင်တော့တွေ့ထူးခြားတဲ့ဟာတွေအများတန်းတွေ့ရတယ်ပေါ့နော်ဒါကြောင့်လျှောက်သွားပါဟန်နိုင်သွားရင်ပေါ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစိတ်ဝင်စားပြီးကြည့်ရတော့ကျေးဇူးပါ